တော်ကြီးရေးတဲ့ကြပြလေးတစ်ပုဒ်ကဘာတော့ဆိုတနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲဆိုပြီးတော့ကျင်းပကြတယ်ပွဲလန်းသဘင်နေနဲ့နော်ဖျားပွဲလို့သာကျင်းပလိုက်တာဖျားရှိခိုးတဲ့လူစားပထမနဲလေဖျားပွဲဘုန်းကြီးတို့တောင်မိလိုက်သေးတယ်ဖျားပွဲဆိုလို့ရှိရင်မြန်မာပြည်မှာဝက်တောင်မှ၃မျိုးရှိတယ်နော်ဖျားပွဲကြတော့ကျွေးဖို့မွေးထားတဲ့ဝက်ကိုဖျားဝက်လို့ခေါ်တယ်အခုခေတ်ကတော့သူကသူလိုင်စင်နေပါတယ်နဲ့မို့ဒီလိုမရှိတာဟုတ်နော်ခုလည်းအော်ရာပေးတာတွေရှိရင်ရှိမှာပေါ့ဖျားဝက်နောက်ဘုန်းကြီးတွေတန်ဃာတိတ်အာဘတင်လို့ကုစားတဲ့အခါပရိဝတ်ဆောက်တည်ပရိဝါဒဆိုအပိုင်းခြားတစ်ခုအလိုက်ဒဏ်ထမ်းရတယ်အဲ့ဒါလို့ဒဏ်ထမ်းပြီးတော့ကျင့်ဆောက်တည်တာပရိဝတ်ဆောက်တည်တယ်လို့တချို့ဒေသတွေမှာလုပ်ပါအဲ့ဒီပရိဝတ်ဆောက်တည်တဲ့တန်ဃာတွေကိုကျွေးဖို့မွေးထားတဲ့ဝက်ကိုတော့ဝိုးဝက်လို့ခေါ်တယ်အဲ့လိုဝက်တွေကအမျိုးမျိုးရှိသေးတယ်နော်ဘုန်းကြီးတို့ငယ်တုန်းကကြုံမှုတယ်ပေါ့ရွာဖျားပွဲဆိုရင်ဝက်သားစားရတာသိကြတယ်ဘယ်ကနေရတယ်တော့မသိဘူးဝက်သားစားဖျားပွဲဆိုရင်ဝက်သားစားကြတဲ့အခါအဲ့ဒါလို့ကုသိုလ်ဆိုပြီးတော့လှုပ်တဲ့ထဲမှာအကုသိုလ်တွေကပါလာအကုသိုလ်တွေပါလာအကုသိုလ်လုပ်တယ်ဆိုတော့တချို့ကငါအကုသိုလ်မရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်အကုသိုလ်ဖြစ်တယ်ဆိုတဲ့ဟာမှာသူကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူပဲအဲ့လေးကိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတယ်ဒါပတပိတ်တာဆိုအော်ရာပေးမယ်ကိုယ်ကိုဈေးမှာတပ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူးအော်ရာပေးရင်ဒါမလွတ်ဘူးနော်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ချီးမွမ်းတာတိုက်ရိုက်ချီးမွမ်းတာလည်းပါမှာပေါ့ဝက်ပေါ်တာကိုပဲသဘောကျပြီးတော့အသားပေါ်တာကိုပဲသဘောကျပြီးချီးမွမ်းစိတ်တူတယ်ဘာမှတော့မပြောဘူးစိတ်ကတော့သဘောကျတူတယ်သဘောတူတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးစလုံးဟာအကုသိုလ်ဖြစ်တယ်တူပဲဒါကဘုရားဘာသာကျမ်းစာတွေမှာဆိုတယ်ဘုရားဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ဆိုပါစို့စားသူနဲ့တတ်သူအသားစားတဲ့လူနဲ့အသားပေါ်တဲ့လူတချို့ဘာသာရေးကိုင်းကဘယ်လိုယူဆတယ်ဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသိုလ်ဖြစ်တာချင်း50-50တဲ့50-50တို့ဒီလိုပြောတယ်အဲ့ဒါချိန်ဝါဒမှာအဲ့ဒီတန်ရှိ50-50ပဲနော်တတ်တဲ့လူက50%ပတ်သက်တယ်စားတဲ့လူက50%ပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံဘာလို့လက်မခံတော့လို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တစ်မျိုးစီပဲလေတခုတော့ရှိတာပေါ့ဒီငါအတွက်တတ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်အဲ့လိုမဟုတ်ဘူးဈေးတွေ့လို့ဝယ်စားတယ်နော်ဈေးတွေ့လို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်နောက်တတ်ကြပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူမှအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့တော့သူစိတ်ထဲမှာတေးပါစေဆိုတဲ့စိတ်တစ်ခုမှမထားဘူးစားစရာတစ်ခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာဘာနဲ့ပေးတယ်ဆိုလို့ရှိရင်လက်မှာဒဏ်ရာအနာတရားမရှိဘူးဆိုလို့ရှိရင်အစိတ်ခိုင်ပေမဲ့လို့အစိတ်မသိဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာအဲ့တော့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခေါင်းရွှေချင်းဆရာတော်ကြီးကရေးတယ်တနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲငရဲတပိဋ္ဌာကုသိုလ်တပည့်ငရဲတပိဋ္ဌာစာတမ်းမှာဒီလိုရေးထားဘာဖြစ်လို့တော့ဆိုတော့သူခေတ်မှာခုနဖျားပွဲတွေဟာဝက်တကြက်တနဲ့သားတွေတက်ပြီးတော့တန်ဃာတွေပင့်ပြီးတော့ဆွန်ကြွေးကြတယ်ဘာလို့ကြတယ်ဧည့်သည်တွေအခမ်းကြတယ်ဒီလိုတွေဖြစ်တာဟုတ်အဲ့ဒါကြောင့်မလို့သားကောင်တွေတက်ပြီးတော့ဒါနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူတတ်တဲ့အပိုင်းကတစ်ပိုင်းဒါနကောင်းမှုလုပ်တာတစ်ပိုင်း
တတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသိုလ်တစ်ပယ်ငရဲတပိဋ္ဌာလို့ပြောတာနော်ကုသိုလ်ကတစ်ပယ်ငရဲတပိဋ္ဌာကြားမှုကြပါလိမ့်မယ်အမျိုးသမီးတစ်ယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှလဲအသားမပေါ်ရဥပရိယအသားပဲမဝင်မြအိမ်ရောက်လာတဲ့ဧည့်သည်ကိုလည်းသူကဟင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလဲလှီးပြီးတော့ချက်တယ်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းမှာသူကဒီလဲလှီးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဆက်ပြတ်ပြီးတော့သေရတဲ့ဘဝမနေဘူးလေဒါကြောင့်မို့လို့တချို့ကပြောစိတ်မွေးအမြခံရတယ်ဒီတချို့ကထင်ကောင်းထင်လိုက်မယ်ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတော့ဆိုလူရဲ့တဏ္ဍာမှာဖြစ်တဲ့စေတနာနဲတာမှမဟုတ်တာအဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်တရားပင်စိုက်တဲ့အခါမှာတစည်းတည်းစိုက်တာအပင်အသီးတော့တစ်လုံးနဲ့သီးသလားသို့မဟုတ်အများကြီးသီးတာလားတခုတည်းလုပ်ပြီးပဲလို့အများကြီးရတယ်ဆိုတာထင်ရှားတယ်နော်အများကြီးရတယ်ဆိုတာထင်ရှားတယ်လူရဲ့တဏ္ဍာမှာစိတ်စေတနာတွေကမြောင်များစွာဖြစ်တာလက်ဖြစ်တဲ့အတွင်းမှာဂရေ3သိန်းလောက်စေတနာပေါင်းဟာဂရေ3သိန်းလောက်ဖြစ်သွားပြီအဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေတနာတွေမြောင်များစွာပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတိရစ္ဆာန်ကိုလှူလို့ရှိရင်အစတရားတဲ့ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစ1000တဲ့ဟာဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်အလုပ်တွေလုပ်လို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လေဒီလိုပဲခံကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကျွေးမွေးအခခံနေတာဒါကုသိုလ်ပဲကျွေးခြင်းမွေးခြင်းလေမှန်တယ်ဒါကုသိုလ်သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်လောက်မထင်ရှားပဲနဲ့လူဘဝရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းဆက်ပြတ်ပြီးတော့သိရတယ်တဲ့အဲ့ဒီအကုသိုလ်ခံလဲရတာအများကြီးခံအဲ့ဒါမျိုးရည်ရွယ်ပြောတာကုသိုလ်တပည့်ငရဲကတပိဋ္ဌာ